မြဝကျွန်းပေါ်မှာကျွန်တော်နဲ့ဆက်ချဦးညုံနဲ့နှစ်ယောက်ထဲသွားဟောတာအခမ်းအနားမှုကဒီလိုချောချောလေးတွေမဟုတ်ဘူးနော်မလေးမြောက်ပေးရတာလည်းမသိခန္ဓာမှုကဘုန်းကြီးလူတွေဥစဉ်လူတွေပေါ့ကိုစောစောလောက်ရှိတယ်20ကျော်လေးလေစလုတ်ကကြက်ဦးလောက်ရှိတယ်တန်တော်တော်ကောင်းတယ်အင်ကြီးကဖွေးလို့ထွက်ထားတာ3ရက်ရှိသေးတယ်ဥစဉ်ကကတုံးကစိတ်လို့ဟာဥစဉ်အင်ကြီးကကောင်းလာပြီလားဆိုဟုတ်တယ်မဟုတ်လူမထွက်ခင်ကတည်းကခိုးဝယ်ထားတာသူကလည်းအကြံနဲ့သူကကတုံးလေးပို့ပြီးတော့ဆက်ချူဦးညိုကြည့်တယ်ဒီလိုပေါ့နှစ်ယောက်ကျွန်တော်နှစ်ယောက်ထိုင်နေကြည့်တယ်ပြုံးပြုံးကြီးဘုန်းကြီးကမပြောက်ဘူးသူက၎င်းချေဦးညိုသည်အမေဘုန်းကြီးကမပြောက်သေးဘူး၎င်းချေဦးညိုသည်အဖကမင်းသားကြီးရွှေတန်းဦးညိုနဲ့မိကတော့စင်ရင်ဖြစ်တော်သည်ဆက်ချေဦးညိုမှတ်တဲ့ဆက်မိတ်ပါဗျာဦးစင်းလူတွေကပျော်သွားတယ်ချေဦးညိုကြီးတော့ငါကတော့ဟာလား၎င်းချေဦးညိုသည်သားသမီး6ဦးအနက်သားကြီးဩရသဖြစ်၍နာမည်ရင်းကကိုကျော်စွာသဘောပါလားဟဲ့ဆရာချက်ကပါပါဗျာဧရာယယနေ့ညဟောပြောမယ်မြမစာပေဟောပြောပွဲမှာယနေ့ညဟောပြောမယ်မြမစာပေဟောပြောပွဲမှာကြွရောက်နာသောတာဆင်းရတဲ့ပရိသတ်ကြီးရိုးရိုးသေးသေးကြီးကြီးညွန့်ညွန့်နဲ့စီကံတကြနာသောတာဆင်နိုင်ကြပါစေကုန်သတည်းတဲ့ပရိသတ်ကရောင်လိုက်သွားတယ်သာဓုကျွန်တော်တို့ကသတိနဲ့ဆိုရင်သာဓုခေါ်ရမယ်ဆိုတာခောက်ရိုးကျိုးနေတာဆရာတော်ဘုရားမြတ်တရားချိမြင်တော့ဟုတ်တာပေါ့သတိနဲ့ဆုံးတော့ကျွန်တော်တို့ကသာဓုခေါ်ကောင်းလေစွာကောင်းလေစွာကောင်းလေစွာသာဓုဆိုတာကောင်းလေစွာအခုကဥစဉ်လူတဲ့ဘုမတိဘာမတိသတိဆုံးတာလည်းလိုက်သွားတာပဲကျွန်တော်တို့ကရှေ့ကချော်ရင်မစင်စားဘူးရောလိုက်တယ်သိတော့မကြသေးဘူး260လောက်ကြာသေးတာရောလိုက်တာဒီကရောမလိုက်နဲ့စဉ်းစားအောင်ဒီကရောလိုက်ရင်ထပ်ကြာမယ်ဘယ်လောက်ကြာမလို့4သင်္ချေကဘာတသိန်းထပ်ကြာမယ်တော့ရောမလိုက်နဲ့စဉ်းစားပါဒါကြောင့်စဖတ်ရမယ်